တနာရီတွင်းမှာပဲသူမရှိမှာပွိုင်တာတွေတောင်းပုံရဖို့ဖြစ်သွားပါတော့တယ်။ဒါပေမဲ့ကာစီနိုပိုင်ရှင်ကသူမစီကိုရောက်လာပြီးသူမကိုထွက်သွားဖို့တရားပေးပါတော့တယ်။သူမဟာတခါကြည့်ရုံနဲ့အကုန်မှတ်မိနိုင်တဲ့ထူးခြားတဲ့ပါရမီရှင်မလေးတဦးဖြစ်ပေမဲ့မတရားဆွဆွဲခံရပြီးထောင်ထဲမှာ10နှစ်လောက်အချိန်ဖြုံးခဲ့ရပါတယ်။အဖြစ်မရှိကြောင်းတက်တည်ပြနိုင်လို့ထောင်ကပြန်လွတ်လာတဲ့အချိန်မှာတော့သူမအိတ်ထဲမှာငွေသားနည်းနည်းပဲကျန်ပါတော့တယ်။ငွေမြန်လိုနေတဲ့သူမဟာအဲ့ဒီပတ်စံနဲ့ထိုးချင်းလေးထုတ်ဝေလိုက်ပါတယ်။သုံးထုတ်ကိုကလေးတွေကိုပေးပြီးထုတ်ကိုတော့သူမကိုယ်တိုင်စားလိုက်တာပေါ့။ပြီးတော့ကလေးတွေစီကမဆုစာအုပ်တွေကိုယူပြီးစိန်ခံပစ္စည်းအယောင်းဆိုင်ဒီဇိုင်တွေကိုဝင်သွားပါတော့တယ်။ကလေးတယောက်ရဲ့ចောင်းသားကပ်ကိုထုတ်ပြပြီးတခုဖတ်နေတဲ့ရဲမေတယောက်ဖြစ်ဟန်ဆောင်လိုက်တာပါ။သူမကဆိုင်ရှင်ကိုလွန်ခဲ့တဲ့6လအတွင်းကပစ္စည်းစည်းရင်းတွေကိုထုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။စည်းရင်းတွေကိုကြည့်နေရင်နဲ့သူမရဲ့ထူးခြားတဲ့မျက်ညံကိုသုံးပြီးအကုန်လုံးကိုအလွတ်မှတ်သားလိုက်ပါတယ်။ဆိုင်ရှင်ကိုလည်းရန်ဖန်ရန်ခါမောကြည့်ပြီးစကားနဲ့ငယ်ပြောလိုက်ရုံနဲ့တင်ဆိုင်ရှင်ဖြစ်သူဟာသူမကိုလုံးဝယုံကြည်သွားပြီးစုံစမ်းစစ်ဆေးမှုမှာအတက်တရောကူညီပါတော့တယ်။မှတ်ညံကိုအသုံးချပြီးဘယ်နေ့တွေမှာဘလို့တစိမ့်မြင့်အိတ်တွေခိုးခံခဲ့ရတယ်ဆိုတာကိုဖြစ်ပြလိုက်တဲ့အခါမှာတော့ဆိုင်ရှင်ဟာအိတ်တွေကိုသူမလက်ထဲစိတ်လိုလက်ရအနှံလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာအဝတ်ထဲဆိုင်တွေကြောက်မြတ်ရတနာဆိုင်တွေနဲ့ဖနက်ဆိုင်တွေကိုပါတစ်ဆိုင်ပြီးတစ်ဆိုင်ပတ်သွားခဲ့ပါတယ်။ခဏအတွင်းမှာပဲသူမလက်ထဲမှာစိန်ခံပစ္စည်းတွေနဲ့ပြည့်နေတဲ့ခီးဆောင်အိတ်ကြီးတစ်လုံးရလာခဲ့ပါတယ်။ဒီပစ္စည်းတွေကိုရောင်းရုံနဲ့တော့တိတ်ရချီမရနိုင်ဘူးဆိုတာသူမသိပါတယ်။ဒါကြောင့်သူမဟာအိတ်ကိုဆွဲပြီးအိမ်သားထဲကိုဝင်သွားခဲ့ပါတယ်။ပြန်ထွက်လာတဲ့အချိန်မှာတော့တကူလုံးစိန်ခံပစ္စည်းတွေနဲ့ဝေဝေဆာဆာပြင်ဆင်ထားတဲ့ထေးမလေးတယောက်အတွင်ပြောင်းလဲသွားခဲ့ပါပြီ။သူမဟာမြို့ရဲ့အကြီးဆုံးကာစီနိုဝိုင်းထဲကိုခြေလန်းကျကျနဲ့ဝင်သွားပါတယ်။သူမရဲ့ရုပ်ရည်ကလည်းတက်ပြတ်နေပြီးအမြင့်ဆုံးကာစီနိုဝိုင်းကိုစွတ်မှလို့လည်းပြောလိုက်ရောစုံတွဲတွဲဟာအံ့အားသင့်သွားပြီးကာစီနိုတိုင်းကိုအတူတူပြိုလဲဖို့အတွက်သူမကိုကစားဖို့ကွိုင်းပြားတွေထုတ်ပေးခဲ့ပါတယ်။သူမဟာမျက်ညံကိုသုံးပြီးကြံနေတဲ့ဖဲချက်တွေရဲ့အနိုင်ရှုံးရခိုင်နှုန်းကိုတွက်ချက်လိုက်တဲ့အခါမှာတော့တနာရီတွင်းမှာပဲသူမရှိမှာကွိုင်းပြားတွေတောင်းပုံရဖို့ဖြစ်သွားပါတော့တယ်။ဒါပေမဲ့ကာစီနိုပိုင်ရှင်ကသူမစီကိုရောက်လာပြီးသူမကိုထွက်သွားဖို့တရားပေးပါတော့တယ်။သူမဒီတိုင်းသာစကစားနေမယ်ဆိုရင်သူတို့အရှုံးတွေပေါ်ကုန်တော့မှဆိုတာကိုတမိနေလို့ပါပဲ။သူတို့ဟာသူမနိုင်ထားတဲ့တန်ဖိုးထက်3ဆပိုပေးပြီးဒီကာစီနိုကိုနောက်ဘယ်တော့မှချီမနှင်းမှုတောင်းပန်ပြီးနှင်ထုတ်လိုက်ရပါတယ်။သူမဟာစိန်ခံပစ္စည်းတွေကိုပြန်ထုတ်ပို့ပြီးပစ္စည်းပို့သူတယောက်ကနေတဆင့်မူလဆိုင်တွေကိုပြန်ပို့ခိုင်းလိုက်ပါတယ်။စုံစမ်းစစ်ဆေးမှုတွေပြီးသွားပြီဖြစ်လို့စိတ်အေးထားပြီးအယောင်းဝယ်လုပ်လို့ရပြီလို့ဆိုင်ရှင်တွေကိုလည်းသတင်းစကားပါလိုက်ပါသေးတယ်။ဒီလိုနဲ့သူမဟာတိတ်ရချီကိုအလွယ်တကူပဲရှာဖွေနိုင်ခဲ့ပါတယ်။အရာအလုံးဟာပြီးပြည့်စုံနေပုံရပေမဲ့သူမမိသွားတဲ့အရေးကြီးတဲ့အချက်တစ်ချက်ရှိနေပါသေးတယ်။အဲ့ဒါကတော့သူမဟာခံဝင်နဲ့လွတ်လာသူဖြစ်တာကြောင့်သူမရဲ့ခံဝင်အရာရှိကိုတန့်စင်နဲ့ဒီညတွေ့ဖို့ရှိနေတာပါ။တကယ်လို့တခုခုတန်တရားဖြစ်เสียတွေ့သွားခဲ့ရင်သူမရဲ့လွတ်လပ်ခွင့်တွေဟာချက်ချင်းဆုံးရှုံးသွားမှာပါ။ကိုတန့်စင်ကသူမရဲ့အိတ်ကိုဖွင့်ကြည့်ဖို့စူးစမ်းနေတဲ့အချိန်မှာပဲသူမရဲ့ရှေ့နေရောက်လာပါတော့တယ်။ရှေ့နေရှိမောက်မှာဆိုတော့ကိုတန့်စင်အနေနဲ့ဥပဒေကိုကြော်လွန်ပြီးဘာမှမလုပ်ရတော့ပါဘူး။ရာဇဝတ်သားတွေမှာလည်းသူတို့ရဲ့အခွင့်အရေးရှိတာကြောင့်နောက်ဆုံးမှာတော့ကိုတန့်စင်ဟာအိတ်ကိုရှေ့နေလက်ထဲအပ်ပြီးထွက်ခွာသွားရပါတော့တယ်။ဒါပေမဲ့မထင်ထားတဲ့အချက်ကတော့အိတ်ထဲမှာဘာရှိလဲဆိုတာကိုသိချင်နေတာကိုတန့်စင်တယောက်တည်းမဟုတ်ပါဘူး။အဲ့ဒီရှေ့နေကလည်းသိချင်နေခဲ့တာပါမိဘနှစ်ပါးစလုံးဆုံးပါသွားပြီးထောင်ကထွက်လာတာတရက်ပဲရှိသေးတဲ့သူမရဲ့နောက်ွယ်မှာဘာလို့ဝက်ချက်တွေရှိနေအောင်မလဲဆိုတာကတော့စိတ်ဝင်စားစရာဖြစ်နေပါတော့တယ်။